Hello အားလုံးပဲမင်္ဂလာပါရှင်မေလေးရဲ့ဖေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာကြတော့ဆေးဘက်လက်ဝင်ပြီးထမင်းစားလို့ငြိမ်စေတဲ့လက်ပံပွန်အဆက်တုပ်ကလေးတုပ်စားပြလို့သုံးနည်းလေးကိုလာပြီးတော့မျှဝေပေးပါတယ်ရှင်ဒါလေးကကြတော့တညာတိတိရေစိမ်ထားတဲ့လက်ပံပွန်အချောက်ကလေးတွေပဲဖြစ်ပါတယ်ပြီးရင်တော့သူ့ကိုတေချာလေးတန်ရှင်းလုပ်ပြီးတော့ရေဆေးတန့်စင်ပြီးပြီဆိုရင်ရေစုအိုးထဲမှာသူ့ကိုထည့်ပြုတ်ပေးလိုက်ပါမယ်ရှင်အုပ်ဖုံးလေးအုပ်ပြီးတော့မေလေးကမိနစ်20လောက်ပြုတ်ထားပေးလိုက်ပါတယ်မိနစ်20လောက်ပြုတ်ပြီးပြီဆိုရင်တော့လက်ပံပွန်လေးတွေကလည်းနိုးလာပြီပေါ့နော်သူ့ကိုဆယ်ထုတ်ပြီးတော့အေးခံထားပေးလိုက်ပါမယ်ရှင်ဒါလေးတွေကကြတော့အတုပ်ထဲမှာထည့်မဲ့ပါဝင်ပစ္စည်းလေးတွေကိုအစင်နဲ့ပြင်ဆင်ထားပေးတာဖြစ်ပါတယ်ရှင်ကဲပြင်ဆင်လုပ်ပြီးပြီဆိုရင်တော့အတုပ်စတုပ်ပေးလိုက်ပါမယ်လက်ပံပွန်လေးတွေကိုတေးသေးလေးမှွပြီးတော့ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ပပလေးလိထားတဲ့ခရမ်းကျင်သီးရဲ့ပြီးတော့ပပလေးလိထားတဲ့ကြက်တွင်နီငရုတ်သီးစိမ်းတို့ကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ပစွန်ကြောင်လေးနဲ့ငယ်ထည့်ပေးမယ်ပြီးရင်တော့မြေပဲလှော်ထောင်းထားတာလေးထည့်ပေးလိုက်ပါမယ်ရှင်အရသာအတွက်ကကြတော့အချိုမုံနဲ့စားလေးထည့်ပေးပါတယ်ပြီးရင်တော့စီချဲနဲ့ငယ်ငရုတ်ဒီချက်မုံပြီးရင်တော့တမယာရေးညှစ်ထည့်ပေးလိုက်ပါမယ်ရှင်တမယာဒီကိုကြတော့မယာ2စိတ်လောက်ထည့်ထားတယ်ပေါ့နော်အရင်ကြီးချင်ဖို့မလိုဘူးပေါ့နော်ကဲပြီးပြီဆိုရင်တော့သူ့ကိုမှွေတုပ်လေးတုပ်ပေးလိုက်ပါမယ်အားလုံးနှံ့သွားအောင်ပေါ့နော်ဒီလက်ပံပွန်လေးရဆိုလို့ရှိရင်ပေါ့နော်ညာမှာဆိုရင်တော့ဒီတီလေးနဲ့ပေါ့နော်ချီဟင်းချက်စားပြစ်တာများပါတယ်ဒါပေမဲ့အခုလိုမျိုးလေးတုပ်စားကြည့်တော့သူ့ရဲ့အရသာလေးကတစ်မျိုးလေးစားလို့အရင်ကောင်းပါတယ်ကဲအရသာတွေလည်းနှံ့သွားပြီးအရသာလည်းအဆင်ပြေပြီဆိုရင်တော့မေလေးတို့ရဲ့လက်ပံပွန်တုပ်ကလေးကတော့စားဖို့အဆင်သင့်ဖြစ်ပါပြီရှင်တကယ်လို့အကြိုက်ချင်းသူရင်လိုက်လုံစားကြည့်လို့ရပါတယ်ရှင်ဒီအတုပ်တစ်မျိုးနဲ့လည်းထမင်းစားလို့မြင်စေတဲ့အတုပ်တစ်မျိုးဖြစ်လို့မေလေးကဒီဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်ဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်မေလေးရဲ့နောက်ထပ်ဗီဒီယိုတွေကိုလည်းဆက်လက်အားပေးပါအောင်လို့တောင်းဆိုချင်ပါတယ်မေလေးရဲ့ဗီဒီယိုတွေကိုကြည့်ရှုပေးတဲ့သူတယောက်ချင်းစီကိုလည်းမေလေးကကျေးဇူးများကြီးပဲတင်ပါတယ်ရှင်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံမယ်နော်အားလုံးပဲဘိုင်ဘိုင်